Mà chiếu chiếu ui gì đi thoa lù chiếuအောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့ကျွမ်းဒါမှမဟုတ်ဘူးပေါ့လမ်းကြောင်းတလားလောက်ကတော့ဟဲ့ဒီကားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရောဒီနေသားတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပေမဲ့ဒီပြည့်ကြောင်းကျတော့အင်မတန်မှဆက်ဆက်ပြောပါ oh my god ဟုတ်ကားတယ်ဒီထားကြီးဘာမှမပြီးဘူးနော်ဟမ်ဘာမှမပြီးဘူးအောင်စစ်တာတိုင်းတော့အော်မကြည့်ရွှေကြရကနေဒီကန်တော်ကြီးဒီမရောက်ခင်နေပါဗျာရွှေကြရကနေကန်တော်ကြီးသွားမယ်ဆိုဆိုင်ကယ်လေးနဲ့ဆိုရင်တော့နည်းနည်းဝတ်တင်းစီအောင်ဆင်ပြေပါတယ်ကားတို့ပါဆိုတော့လုံးဝပြတ်လို့မရဘူးဗျာနည်းနည်းလမ်းနေရာကျွန်တော်တို့နေထားရပြင်ရက်ဆက်မြန်လုံးပြတ်သွားပြီကွာသွားပါဒုက္ခရောက်ကုန်သွားမြန်လန်းရန်ကုန်မန်းလေးမြန်လန်းစကိုင်းလန်းဝေးလန်းလူဖြစ်သွားပြီဟေးဟောကတော့မချင်းမောမင်းကဘာဖြစ်တော့ချင်းမောကရှာဟမ်ကွာတရားပြည့်ဆိုလက်တင်ဟုတ်ကဲ့ကျွန်တော်ရကောင်လေးကြည့်လို့ရဒီနေ့ကအင်္ဂလိပ်လို28ရက်3လပိုင်း2025ငလင်လှုပ်သွားတဲ့အချိန်ဒီမှာဗျာဒါလေးကတော့ကျွန်တော်ပြည်သားအဝင်းကျဲရွေးလမ်းကြောင်းကြီးပါဗျာရှင်းအောင်ပါဗျာနည်းဟိုဘာချင်းမောင်းတယ်တွေဟိုးမှာကားစီဟိုမှာကြောက်ကားစီနော်ရတာတော့ထုတ်လို့ရဘူးတော့ကိုမရဘူးလေကားလည်းဘာဖြစ်ဘူးလေကျွန်တော်တို့ကအဲ့လှုပ်တဲ့အချိန်ဒီမှာဆိုတော့အမြန်လန်း318ရွှေမကြီးထမင်းဆိုင်မှာကျွန်တော်တို့ကားလေးမြန်ပကတ်ထဲထက်ရမ်းလောက်အောင်းမရပါလေဗျာတစ်ခါမှတက်မှာတစ်ခါမှဒီလိုမျိုးမကြုံဘူးပါဘူးကျွန်တော်အသက်ဆို46နှစ်ရောက်ပါပြီဗျာငါရေကြီးတဲ့မှာရေကြီးတာပဲဥပမာကြီးရေတာပေါ့ဒီလိုတွင်းနေတွေကကွာမှာကြီးအမအဲ့ဒါတွင်းကြီးအဲ့လိုမျိုးမပြအောင်ကြာပြီးမလို့ဆိုတာဒီတော့ဘောလားဟဲ့အမနဲ့ဒိန်းချောင်းလိုက်တို့ရဟဲ့ဟိုကဒီရရေတွက်ပြီးတော့လာနေတယ်တွဲပြီးတော့ရေလမ်းကြောင်းထွက်လာနေတယ်မြင်ဘူးပါတော့နေရတယ်ဟိုဘက်ကနေရေရဆွဲเป็นลมนี่ไงวะยืนอยู่ร่มเลยอ่ะยืนอยู่อย่างนี้เลยแล้วแม่งไปไหนမတော်ဘူးယူရလို့မတော်ဘူးလို့ယူရလို့
缅甸大地震可能不止7.9级，地动山摇的强震区竟然绵延超过500公里，这个距离比广州到南宁、昆明到贵阳、南京到武汉都要长。为什么会这样？这究竟意味着什么？大家好，这里是中期爱怎么说。在很多人的印象中，地震的破坏会随着距离的增加而逐渐减小，最厉害的地方就是震中附近，但现实情况可能更加复杂，特别是8级或8级以上的大地震，山崩地裂的集震区可能不只是震中这一个点，而是沿着断层分布的一长条区域。地震的能量并不完全按照同心圆传播，譬如说2008年512汶川大地震，14点28分最先震起来的确实是汶川县的映秀镇，但120公里外老北川县城所遭到的破坏并不逊于震中的映秀镇，而距离震中更近的成都市区相对来说没那么严重。为什么会这样？事实上，地震的破坏更倾向于沿着地质断裂带传播，而引发汶川地震的龙门山断裂带正好就从老北川县城下穿过。100来公里外的映秀镇发生地震后，地震波迅速撕碎断裂带岩层的应力平衡，就像烧炮仗一样发生连锁反应，千百年甚至上万年积累的能量瞬间被释放。正因为此，断裂带上长达数百公里的区域都成为了山崩地裂的集震区。很显然，地层断裂的长度越大，地震的规模和破坏也会越大。而2025年缅甸地震的破裂长度达到了惊人的500公里以上。一般来说，这种规模的破裂很少发生在陆地上，几乎都在大洋深处，譬如像环太平洋地震带的海沟附近。根据这个情况来粗浅的判断，本次地震的震级可能不止7.9级。历史上很多次大地震的震级也都经过调整，当然这次地震后续震级怎么样，还要看更多的科学证据。但不管怎么说，这次地震破坏力极其巨大，强震区几乎贯穿缅甸整个中部地区。而地震最初24小时流传的消息，几乎都来自几座大城市市区，更广大的乡镇地带完全处于信息真空状态，情况仍然不容乐观。这样的大地震之后，可能还会有强余震发生。接下来，缅甸、泰国以及我国云南西部的朋友一定要注意安全。